ဒီနေ့ဒီတစ်ခါမှလည်းနောက်ထပ်အလုံး50ထပ်ပြီးတော့ကြည့်ရအောင်ဟိုက်အခုကကြတော့ဘာကိုကြည့်ရမလဲဆိုတော့ရတိုင်ဆိုတာကလေသူကဘာလဲဆိုတော့ဒီလမ်းဘေးတွန်းလှဲနဲ့ရောင်းတဲ့ဆိုင်လေးတွေမြတ်ဆိုမြင်မှုမှာပါဒီဟိုပါအိုတန်းတို့ဘာလို့ဆိုရင်လှဲလေးနဲ့ရောင်းတာပေါ့နောက်ယာခိအီမိုတို့နောက်ဘာလို့ရှိရင်ယာခိတိုရီတို့ရောင်းတဲ့လှဲလေးနဲ့လေအဲ့ဒါကိုရတိုင်လို့ခေါ်ပါတယ်နောက်တစ်ခုကမဲအီဆိုစင်တာကိုသူကတရားစခန်းပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အဲ့ဒါကိုမဲဆိုစင်တာလို့ခေါ်ပါတယ်မဲဆိုစင်တာဟောမဲဆိုဒီစင်တာနော်မဲဆိုစင်တာလို့ခေါ်ပါတယ်နောက်တစ်ခုကခါကြောနာဆိုတဲ့စာလုံးရှိတယ်ခါကြောနာဆိုတာသူကဘာလဲဆိုတော့ပိုရှန်တာကိုခါကြောနာလို့ခေါ်ပါတယ်ခါကြောနာပိုရှန်တာပေါ့နော်ပိုရှန်တာကိုခါကြောနာလို့ခေါ်တယ်နောက်တစ်ခုက字幕ပေါ့နော်字幕ဆိုတာထုတ်ပိုးတာကိုပြောတာပါ字幕ထုတ်ပိုးခြင်းခံထားရတယ်ဆိုလို့ရှိရင်字幕တဲ့လူပေါ့နော်အဲ့လိုပြောလို့ရတယ်နောက်တစ်ခုကအခုဂျစ်စနီဆိုတာတေချာပေါ့နော်တေချာချာဆိုရင်အခုဂျစ်စနီဆိုတဲ့အဓိပ္ပာယ်အခုဂျစ်စနီအခုဂျစ်စနီနော်နောက်တစ်ခုကရှီကန်ဆိုတာကတော့မနက်ဆိုသိပါတယ်တယံဇာတတွေကိုရှီကန်လို့ပြောပါတယ်ရှီကန်ဟိုက်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်သူကဂျူရှောဆိုတာတော့စုရတာပေါ့နော်စုရတယ်ဆိုလို့ရှိရင်ဂျူရှောလို့ခေါ်ပါတယ်ဂျူရှောဟာလေခါချူးရှာဆိုတာရှိတယ်ခါချူးဒါလေးပေါ့နော်ခါချူးရှာဆိုတာဘီကုတ်ကိုပြောတာပါခါချူးရှာ hair band လို့လည်းပြောရပါတော့ hair band နဲ့hair band ရောခါချူးရှာကိုဘီကုတ်ပေါ့နော်ဘီကုတ်လို့ပြောပါတယ်နောက်တစ်ခုကတရုတ်အစားအစာတွေဆိုလို့ရှိရင်ချူကလျောဒီနော်ချူကလျောဒီလို့ပြောပါတယ်နော်ချူကလျောဒီနော်အဲ့ဒါဆိုလို့ရှိရင်ဒီတရုတ်အစားအစာတွေပေါ့နော်တရုတ်တန်းဆိုလို့ရှိရင်ချူကဂိုင်းလို့ပြောပါတယ်ချူကဂိုင်းနော်အဲ့ဒါကိုတရုတ်တန်းပေါ့နော်ချူကဂိုင်းဥပမာအစားအသောက်တွေဘာတွေကအရသာပေါ့တယ်ပေါ့နော်မဟင်းတွေပါအရသာပေါ့တယ်ဆိုလို့ရှိရင်အာကြီးကအာဆာရီလို့ပြောလို့ရတယ်အာဆာရီအာကြီးကအာဆာရီနော်အာဆာရီလို့ပြောလို့ရပါတယ်အာကြီးကအာဆာရီဆိုလို့ရှိရင်အရသာပေါ့တယ်ပေါ့နော်နောက်တစ်ခုကဟတ်を回して肩を回してストレッチするストレッチする肩を回してストレッチするストレッチする肩を回してストレッチするဆိုတာကပခုံးကိုလှည့်ပြီးတော့ကြောလျှော့တာကိုပြောတာပါနောက်တစ်ခုကလျူချောဆိုတဲ့စလုံးလေးရှိတယ်လျူချောするဆိုတာကဘာလဲဆိုလို့ရှိရင်သူကပြပြောတာဖယ်တာနဲ့တူတူပဲပေါ့နော်လျူချောဥမာ日本語を流暢に話したいですပေါ့နော်ဆိုလို့ရှိရင်လျူချောဟာဇူးမှုဆိုတာရှိတယ်ဟာဇူးမှုဆိုတာလေသူကခုံတာကိုပြောတာဘောလုံးတွေဘာတွေခုံနေဟိုရုံကလေးကခုံသွားတယ်ဆိုရင်ဟာဇူးမှုပေါ့နော်နောက်တစ်ခုကသူ့ကိုတမဆိုလဲဒီစလုံးပဲတမဆိုတာဥမာတနက်ကြည်စံနေပါလေဆိုလို့ရှိရင်တမပေါ့နော်အဲ့ဒါပြောတယ်တမဒီကောင်တမလို့လည်းခေါ်တယ်ခုချီနီအောက်ဆိုတာကအရသာတွေ့ရပေါ့နော်ဥပမာခုချီနီအောက်ဆိုတာအရသာတွေ့ရဥပမာကိုကမကြိုက်ဘူးဆိုလို့ရှိရင်ခီးကြနိုင်လို့ပြောတာထက်
Cucini our 9ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ပို့ပြီးတော့စကားလုံးလေးလှတယ်ပေါ့နော်ငါတိတ်မကြိုက်လို့ပါ Cucini our 9ကတာတိတ်မကြိုက်လို့အဲ့လိုမျိုးအရသာမတွေ့လို့ပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်ဥပမာအဲ့လိုမျိုးပေါ့နော်အရသာတိတ်မရှိတာတို့တိတ်မကြိုက်တာတို့ဆိုရင် Cucini our 9အဲ့လိုမျိုးပြောလို့ရတယ်နောက်တစ်ခုက chicken ဆိုတာကသူကရန်ပုံငွေပေါ့နော် chicken ဆိုတာကရန်ပုံငွေ fans ကိုchicken လို့ခေါ်ပါတယ် chicken နော် chicken နောက်က Kohei ဆိုတာကဘာလဲဆိုလို့ရှိရင်မျှတတာပေါ့နော်တရားမျှတတာကို Kohei လို့ပြောပါတယ်ဥပမာမမျှတဘူးဆိုရင်တော့ Fukohei လို့ပြောပါတယ် Fukohei တို့ပဲရောက်ပါ Fukohei သူကဒီဟာလေးကိုကြည့်ထားပါ Gokiboni ဒီဟာလေးGokiboni ဆိုရဲစု Moshiwake gozaimasen နော်ဒီဟာလေးပေါ့နော်ပြောရမယ်ဆိုရင်တော့သူကမျှော်လင့်ချက်အတိုင်းမဖြစ်တဲ့အတွက်တောင်းပန်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဥပမာသူဘယ်လိုဟာမျိုးလဲဆိုလို့ရှိရင်ဥပမာပေါ့နော်တခုခု customer ကလောက်ခိုင်းတယ်ကွယ်အဲ့ဒါကိုအဆင်မပြေဘူးပေါ့နော်အဲ့ခါမှာပြန်ပြီးတော့ဒီလိုစာလေးနဲ့ပြောလို့ရတယ်ပေါ့နော် Gokiboni ဆိုရဲစု Moshiwake gozaimasen မေးတွေပါပို့တဲ့ခါမှာလည်းသုံးလို့ရတယ်ပေါ့နော်ဆိုရဲစု Moshiwake gozaimasen เนาะအဲ့လိုမျိုးပြောလို့ရပါတယ်はいနောက်တစ်ခုကတာမနောကူရှိဆိုတာရှိတယ်တာမနောကူရှိဆိုတာကဘာလဲဆိုတော့မိန်းကလေးကနေပြီးတော့သူခြူစားတာပေါ့နော်အဲ့ဒါကိုတာမနောကူရှိလို့ပြောရဲနောက်တစ်ခုကတာမနောကူရှိเนาะမိန်းကလေးကခြူစားတာနောက်တစ်ခုကဒီအောက်မှာခုနတွေ့လိုက်သလားမသိဘူးเนาะတာမနောကူရှိဆန္ဒမြင်ရမှာပေါ့နော်တာမနော်ကိုရှိနီနော်လူဆိုတဲ့စာလုံးလေးတစ်ခုရှိတယ်တာမနော်ကိုရှိနီနော်လူဆိုတာလည်းမိန်းကလေးကနေခြူစားတာပေါ့နော်အဲ့ဒါကိုတာမနော်ကိုရှိနီနော်လူလို့ပြောလို့ရပါတယ်နောက်ကဟီမိုဆိုတာရှိတယ်ဟီမိုကဘာလဲဆိုတော့ယောက်ျားလေးကနေပြီးတော့မိန်းမထမိန်သားကိုစားတာပေါ့နော်အဲ့ဒါကိုဟီမိုလို့ပြောပါတယ်နောက်တစ်ခုကကိုဆိုင်ဖြိုးဆိုတာရှိတယ်ကိုဆိုင်ဂီယို sorry ကိုဆိုင်ဂီယိုဆိုတဲ့စလုံးလေးရှိတယ်ကိုဆိုင်ဂီယိုကဘာလဲဆိုတော့အမွေရဖို့အတွက်နောက်အိမ်အောင်ပြုတာပေါ့နော်အိမ်အောင်ပြုတာကိုကိုဆိုင်ဂီယိုနော်ကိုဆိုင်ဂီယိုလို့ပြောပါတယ်အမွေရဖို့အတွက်နောက်အိမ်အောင်ပြုတာအဲ့လိုမျိုးကိုကိုဆိုင်ဂီယိုလို့ပြောတယ်နောက်တစ်ခုကမာဘာတာကီဆူရူဆိုတာရှိတယ်မာဘာတာကီဆူရူဆိုတာကဘာလဲဆိုလို့ရှိရင်မျက်တောင်ခတ်တာနောက်တစ်ခုကမဲအိုဆူဘူးစုမဲအိုဆူဘူးစုဆိုတာကမျက်တောင်မဲအိုဆူဘူးစုဆိုတာမျက်လုံးမိတ်တယ်ပေါ့နော်မဲအိုဆူဘူးစုဆိုတာကမျက်လုံးမိတ်တာကိုမဲအိုဆူဘူးစုလို့ခေါ်ပါတယ်မဲအိုဆူဘူးစုဆိုတာကမျက်လုံးမိတ်တယ်ပေါ့နော်မျက်လုံးမိတ်တာကိုမဲအိုဆူဘူးစုလို့ခေါ်ပါတယ်နောက်တစ်ခုကမဲအိုမိဟီရာခုမဲအိုမိဟီရာခုဆိုတာမျက်လုံးကြဲကြဲဖွင့်ခိုင်းနော်အဲ့ဒါကိုဖွင့်တာကိုမဲအိုမိဟီရာခုလို့ပြောပါတယ်နောက်တစ်ခုကမဲအိုဆူမာဆေရူမဲအိုဆူမာဆေရူဆိုတာကတိတိကျကျနားထောင်တာပေါ့နော်အဲ့ဒါကိုမဲအိုဆူမာဆေရူလို့ပြောပါတယ်မဲအိုဆူမာဆေရူနော်ဆိုတော့မဲအိုဆူမာဆေရူမဟုတ်ဘူးမိမိအိုဆူမာဆေရူごめんなさい耳をဆူမာဆေရူမိမိကိုဆူမာဆဲရူဆိုတာကဗီယူတစ်ဆိုင်နားထောင်တာကိုမိမိကိုဆူမာဆဲရူလို့ပြောပါတယ်ဥပမာ2人連れလို့ပါတော့ပေါ့နော်အဲ့လိုမျိုးရှိရင်2人連れနှစ်ယောက်အတူတူလာတာပေါ့နော်အဖော်နဲ့လာတာဆိုလို့ရှိရင်連れがあるလို့ပါအဲ့လိုမျိုးရှိရပေါ့နော်2人連れ
32 တဲ့ဆိုလို့ရှိရင်2ယောက်အဖော်နေလာတာပေါ့နော်နောက်တစ်ခုကပူရီခါရဲ့ခစ်ပူဆိုတာကပူရီခါရဲ့ခစ်ပူtransfer လုပ်လို့ရတဲ့ဒီလက်မှတ်ပေါ့နော်အဲ့ဒါကိုဖူရီခါရဲ့ခစ်ပူလို့ပြောပါတယ်နောက်တစ်ခုက ippo suko ippo suko ဆိုတာတလန်းသွားနော် ippo suko ဆိုတာတလန်းသွားကိုပြောတာပါ ippo suko ဆိုတာကတလန်းသွားကိုပြောတာပါ ippo suko ဆိုတာကတလန်းသွားနော်ကိုခီရဲလူဆိုရှင်ဇိုင်းကိုခီရဲဇိုင်းကိုခီရဲဆိုတာက stop ပြတ်နေတာကိုဇိုင်းကိုခီရဲလို့ပြောပါတယ်ဇိုင်းကိုခီရဲ stop ပြတ်နေတာကိုဇိုင်းကိုခီရဲလို့ပြောပါတယ်မာဒိုရီရှင်မာဒိုရီကဘာလဲဆိုလို့ရှိရင်လေသူကအခန်းရဲ့ဖွဲ့စည်းပုံပေါ့နော်အိမ်တွေပိုင်းငှားတယ်အိမ်တွေပိုင်းဝယ်တဲ့အခါမှာအခန်းရဲ့ဖွဲ့စည်းပုံ layout style ပေါ့နော် arrangement ဖွဲ့စည်းပုံတွေကိုမာဒိုရီလို့ပြောပါတယ်ဒန်တိုတက်ခီပြောကြည့်ဆိုတာရှိတယ်ဒန်တိုတက်ခီပြောကြည့်ဒန်တိုတက်ခီပြောကြည့်ဆိုတာကရိုးရာပွဲတော်တွေကိုဒန်တိုတက်ခီပြောကြည့်လို့ပြောပါတယ်ပြောကြည့်ကပွဲတော်ပေါ့နော်နောက်တစ်ခုကမိဥချီဆိုတဲ့စလုံးလေးရှိတယ်သူကလေမိဥချီဆိုတာကဘာလဲဆိုတော့ကိုယ့်ရဲ့မိသားစုတွေဆွေမျိုးတွေကိုမိဥချီလို့ပြောရပါတော့မိဥချီနောက်တစ်ခုကဖိုးဆတ်ဆိုတာကဘာလဲဆိုလို့ရှိရင်သူကလေ့လာတွေ့ရှိချက်တွေကိုခိုးဆတ်လို့ပြောပါတယ်ခိုးဆတ်နောက်တစ်ခုကခုချီယိုဟာဆာမှုဆိုတာရှိခုချီယိုဟာဆာမှုဝင်ရောက်ဆွတ်ဖက်ပြီးတော့ပြောတာပေါ့နော်အဲ့ဒါကိုခုချီယိုဟာဆာမှုလို့ပြောတယ်ဟာဆာမှုနော်ခုချီယိုဟာဆာမှုဟိုက်အဲ့ဒါလုံးကကြတော့ခေနန်းဆိုတဲ့စလုံးလေးရှိတယ်ခေနန်းကဘာလဲဆိုလို့ရှိရင်သူကစိုးရိမ်စိတ်တွေပူပင်သောကတွေကြောက်ရွံ့စိတ်တွေကိုခေနန်းလို့ပြောပါတယ်ခေနန်းအဲ့ဒါကခိုတိုကုခံဆိုတာက isolation ဖြစ်တာပေါ့နော်အထီးကျန်တာကိုခိုတိုကုခံတယောက်တည်းထိဖြစ်နေတာပေါ့နော်အဲ့ဒါကိုခိုတိုကုခံလို့ပြောပါတယ်နောက်တစ်ခုကဒို Q ဆေးကတော့皆さんသိမှာပါအတန်းတူတက်ခဲ့တဲ့သူကိုဒို Q ဆေးလို့ပြောပါတယ်ဒို Q ဆေးဒို Q ဆေးပေါ့နော်ဆေးပေါ့ခုကလေဂျောဟိုးဆိုးစာဆိုတာရှိတယ်ဂျောဟိုးဆိုးစာဆိုတာတတိအချက်လက်တွေကိုချဲ့လေတာပေါ့နော်အဲ့ဒါကိုဂျောဟိုးဆိုးစာလို့ပြောပါတယ်ဆိုးစာနောက်တစ်ခုကဒိုင်းဆန်းရှာဆိုတာရှိတယ်ဒိုင်းဆန်းရှာဆိုတာတပ်ပါတီကိုပြောတာတပ်ပါတီနော်ဥပမာနိုင်ငံရေးနဲ့ပတ်သက်တဲ့ခါတွေဆွေးနွေးတဲ့ခါကြလို့ရှိရင်တပ်ပါတီကိုအကြောင်းကိုပြောတာကိုနားထောင်နေပေါ့နော်အဲ့လိုမျိုးရှိတယ်နောက်တစ်ခုကလျောခိုခုဒါကတော့皆さんသိပါတယ်လျောခိုခုကကြတော့နှစ်နိုင်ငံလုံးပေါ့နော်အဲ့ဒါကိုလျောခိုခုလို့ပြောပါတယ်လျောခိုခုခုကဇိုးဆေးဆိုတာရှိတယ်ဇိုးဆေးဆိုတာကတော့ဥမာဈေးခင်းကပွေးတူးဆိုတဲ့အဓိပ္ပာယ်ပါဇိုးဆေးဆိုတာကအခွန်နေတက်တာပေါ့နော်အခွန်နေတက်တာကိုဇိုးဆေးလို့ပြောပါတယ်နောက်တစ်ခုကကြတော့short queue ဆိုတာရှိပါတယ် short queue ဆိုတာကဘာလဲဆိုရင်သူကလစာတိုးတာကို short queue လို့
လာစာတိုးတာကို short queue လို့ပြောတယ်နောက်တစ်ခုက short shin ဆိုတာရာလူတက်တာ short queue ဆိုတာလာစာတိုးတာပေါ့နော် short shin ကရာလူတက်တာနော်ရာလူတက်တာ short shinနောက်ပါလေ email haiseki ဆိုတာရှိတယ် email haiseki ကဘာလဲဆိုတော့သူကရွှေ့ပြောင်းနေထိုင်သူတွေကိုဆန့်ကျင်တာပေါ့နော်အဲ့ဒါကို email haiseki လို့ပြောပါတယ် email haiseki နောက်တစ်ခုကကြတော့သူက ခိုင်ခန်းဆိုတာရှိတယ်ခိုင်ခန်းကဘာလဲဆိုရင်သူကသတင်းစာရှင်းလင်းပွဲပေါ့နော် press conference ကိုခိုင်ခန်းလို့ပြောပါတယ်နောက်တစ်ခုက ဂျစ်ခန်းဆိုတာရှိတယ်ဂျစ်ခန်းကဘာလဲဆိုတော့လက်တွေ့ခံစားရတဲ့ real feelings ပေါ့နော်အဲ့ဒါကိုဂျစ်ခန်းလို့ပြောပါတယ်ဂျစ်ခန်းနော်ဟဲ့ဒီနေ့ကတော့အလုံးကလည်းပြီးသွားပါပြီနောက်နေ့ကျမှဆက်ပြီးတော့တွေ့ကြမယ်နော် bye bye